ngã được cũng như mà đâu ha hey body ayam mà xây nè với xây aji you ra để sửa mặt à ngã biểu là ngã biểu là ngã sao bên này ai là lấy được tông leo gì cô bác cô mama xây mỗi những xe rồi ngã biểu rồi đeo là nào đấy bao lâu ra đâu thứ đó ngã thứ đó đất thau mà body thì chạy như vậy là ê đồ ra để ngã đập bắt đầu mới đi được mỗi những xe rồi hậu hả đã body phải không thì ông chạy như vậy là hậu còn bao lâu ra làm ai ăn mấy sáng họ rồi khai sản ra bao lâu mà rồi lúc mà tôi rất là chả lại của cái bio à bao nhiêu nhau đó mong là có quên lại có hả ai đi được trên này chả đấy đó đâu mà phong mà piao mang cái này để sao đi à sao khai nào vậy lúc hả à phảiပြောrồi cái nào được cũng thápပြောmà à phải biết người rồi tham mấy mông để mà đi tham mấy mông cái biểu rồi đấy giờ cái gì làm phán chụp ra đây hả mấy đứa đâu bé thế mà đi là cả abu này biểu anh ula đây hỏi đi alo à mấy đứa lên ngã này rồi đi ra ngã lên mấy đứa này rồi đi ra bao nhiêu mà à bên kia là hàng trăm bàn rồi mua hả tôi ra là hàng trăm bàn rồi mặc dù anh ham mà sao này mà lấy nháဖြစ်တတ်တဲ့ဘာဝကိုဖွင့်ပြောရတာဟာသူတော်ကောင်းမယ်ဘယ်နဲ့လဲတချို့ပြောလို့ရှိရင်ဒါနဲ့ဆက်ဆက်လို့ဆရာကြီးနည်းနည်းလေးနေမကောင်းဖြစ်သွားနော်တပည့်တွေဒီလိုတပည့်တွေကနေဆရာကြီးကခုလည်းသားတဲ့ခါကြတော့ကိုယ်တပည့်ကိုကိုချစ်ရင်ကိုအဆက်ကွဲခဲ့တဲ့အခန်းတွေကိုဖော်ပြောရရတယ်မှတ်တာဒါမှဆရာကောင်းဒါမှအကိုင်းကြီးပွားတယ်သိလားအခုတော့မဟုတ်ဘူးတပည့်တွေကကိုကားဖြစ်လို့ပူလာဆိုဆရာဟောက်လိုက်တယ်သိလားမင်းတို့တော်တော်လျှော်တဲ့ကောင်လဲကိုလျှော်တော့ကတော့ဖွေးလို့ဟဲ့ဒီလိုမလုပ်နဲ့မကြိုက်ဘူးငါဟောဒီလိုလောက်ခဲ့လို့အဆက်ကွဲခဲ့တဲ့မင်းတို့သတိထားဆိုရင်နောက်ထပ်မင်းတို့ကွဲအောင်လားဆက်ဒီလိုလုပ်ပါအဲ့ဒီလိုပြောရင်မင်းတို့ငါမုန်းလားမင်းတို့ဆရာအဲ့လိုပြောရင်မင်းတို့ဆရာမင်းတို့သေးတော့မမုန်းအခုတော့မဟုတ်ဘူးအမိမပေါ်လို့ဆရာတယောက်လူဘူးနဲ့တွေ့ပုံလေးငါပြောပြမယ်နော်တို့ပြရတယ်ပဲဒီပါတပည့်တွေကလာကူရောသိကူတဲ့ခါကျဟိုကမိမသူကလူဘူးကဆရာကျောင်းကိုကြည့်လိုက်တယ်သားကဲခိုင်မောနေမိမဟိုလူပုံကြည့်တော့နည်းနည်းကြောက်မှရှင်တဲ့ကွာကျွန်တော်ဘာလဲမင်းကဆရာလားကွာအမသူဘာမှဘူးတာမဟုတ်ဘူးသူအကြောင်းရှိလို့သူသတ်သက်လုံးကိုဘခိုင်မိမလို့ပေါ့ကွာမရရိုက်အားကြည့်တော့နောက်ယူတဲ့မိမကသူ့လည်းကြည့်တယ်ကဩသူကငါအသက်သူရိုက်တာပဲသူနိုင်အောင်တော့ငါကြောက်အောင်ပါမယ်ဆိုနတ်ကောင်နဲ့ပေါင်းပြီးတော့ကရမင်းလေးနဲ့လက်ထပ်တယ်ဆိုပြီးလှုပ်ထားရောနောက်တော့ဘခိုင်ကကားနဲ့ဆောင်ဆက်ထားတာဟုတ်ပါလေငါကြည့်တော့ဘာခိုင်ရိုက်မလဲထားကောမင်းလေးဟဲ့ဆိုတောင်းနဲ့သူလှုပ်တော့ဘာခိုင်ရှိကိုအဲ့ဒါဘာမင်းလေးကမဟုတ်ဘူးမိမချတာဟမ်အဲ့ဒီလိုဟိုကတပည့်တွေလာတော့ဘာဘယ်လိုလူမှတ်လို့လဲဟမ်ဖေးသွားကြတယ်လို့တော့ဟိုတပည့်တွေဆောက်ပြီးဘာကိုမှမလူမဲ့ဆိုတော့ကမန်းကနဲ့ဆရာကြီးပြီးလားဆရာဘာဖြစ်လဲဟာဆရာသိကြတော့မဆရာဘယ်လိုလာငါလိုက်မယ်လိုက်လာဆရာလိုက်လာဆရာလိုက်လာဒီကမိမကြည့်လိုက်တယ်အာဒါသူတို့ဆရာနဲ့တူတယ်ဆိုပြီးတော့ဆရာကြောကြည့်တယ်ဆရာနှခိုးသိလားဆရာကမုံတုံလူခဲ့ကြည့်တော့သူကပုံကသူကခမ်းမင်းအဲဒီလိုကြဘာလဲမင်းဆရာခေါ်လာသလားကွဆိုမိမထားထမိန်တွေပါဆိုတော့ကတူတွေပါကောက်ကဝဲတချင်မင်းတို့ဒီမှာနေကြောင်းငါဟိုမဟုတ်ဆရာနေကကျွန်တော်တို့သွားမယ်ကအဲ့ဒီမှာဆရာနေတယ်ပဲဖြစ်တာအဲကဲဒါပြန်အထူးသွားကြမယ်ဆိုတော့အဲ့ဒါရှက်ဖို့ကောင်းလေဟမ်တရုတ်ဥဝိုင်းယူတော့ပေးရတယ်ဥဝိုင်းယူတော့ပေးတော့ဥဝိုင်းဘာဖြစ်လာလဲလာကျုပ်လိုက်မယ်ဆိုဟိုလူကဆိုလို့လေပူးကျင်တာပူသူကဆော်မဲ့လူကလာပုံကတချီတဲ့သူလာတော့ဒီအကြီးကငါဆော်မဲ့ဟာကြီးရတဲ့ဆွေးဝါသားလေဟဲ့အောက်ဆင်းလိုက်စမ်းလို့ဆိုတော့အောက်ဆင်း
အပါလေးအောက်ဆင်အောက်လေးရောက်တော့နောက်ကိုဘယ်တော့မှမပူးနဲ့နော်နင်းအကြောင်းငါသိတယ်သူ့ယောက်ျားပြောတယ်ကလာဝသီ6000ထောင်းတိုင်းဆိုဘိုးတော်ဟန်ဆောင်ပြီးတော့လက်နဲ့မှုပြီးထားပြီးတယ်ကလာဝသီနောက်ပူးရင်နောက်ကိုပူးလို့ရှိရင်အဲ့ဒီကလာအောနဲ့သာခတ်တယ်လဲဆိုတော့မိမအကောင်းတယ်မှတ်တာအဲ့ဒီကုတုံးလေးကြည့်တော့ရည်စရာလေးတကယ်မိမခဏခဏယောက်ျားလည်းအတူတူပဲဒီလိုအမျိုးနဲ့လှည့်ပတ်တတ်တဲ့မိမဟာသိထားတော့မင်းတို့သူ့ဘောကိုသူဘိုးဘိုးအောင်လုပ်တတ်တယ်အဲ့ဒါနဲ့ဆက်စားပြီးငါတခုပြောမိမတယောက်30နဲ့နှစ်ရှိပြီလင်းနဲ့ကွဲနေတာ3လရှိဘယ်လိုနည်းနဲ့ကွဲတော့မသိဘူးခလေးတယောက်ငါနဲ့တွေ့ကြအောင်ငါပြောကကူနေသူဘာဟုတ်တယ်လားဒီလိုကအမျိုးသမီးတွေဒါဘုဒ္ဓရာရှိတယ်နော်မင်းတို့လည်းမှတ်တာဆရာဟောမေးရချုပ်ရင်ပြောရလည်းပဲခုံတယ်နော်ထိုင်နဲ့ခုံတယ်မှတ်တာကလေးချောင်းဆိုးတယ်ကလေးနော်အဲ့လိုမေးရကလည်းချုပ်နေတယ်လင်းကလည်းကွဲနေတော့စိတ်ထဲမှာမချမ်းမသာဖြစ်ပြီးတော့တမျိုးတစ်ဖုံဖောက်ပြန်ပြီးသူကဘာတွေလောက်လာလဲဆိုတော့38မင်းပူးလာသူစိတ်ကအဲ့လိုဆော့ပူးလာအခုတော့ငါပြောကကူနေတဲ့အိမ်ကို तू ကတက်လာပြီးတော့ तू ကသူ့တဲ့ညက်တဲ့လူတွေကို तू ကသူ့ကို तू နတ်ကြော်အောင်ဆောင်ပြီး तू ကညာပြီးစားတယ် तू ကဒီလိုဘာဖြစ်တာဆိုတော့နတ်ယူတွေပေါ်ကငါမကြီးလဲပါတယ်ဟိုကခုံနေတာခုံတာကို तू ကအိမ်တွဲဆိုလို့ရှိရင် တို့ကဖခင်ကြီးဆိုရက်နေဒီလိုလာတယ်ကဟိုကဘာမှမသိဘူးဆိုရက်ခါတယ်ခဲတော့ခဲဘာမှမသိဘူး तू ကငါလာစားတယ်ဆရာကျမကိုကြည်စမ်းပါလေပါကြည့်ရမလဲအသားညိုတဲ့မျက်လုံးမျက်တောင်ကောင်းတဲ့သပင်ရှည်တယ်ငါလျှောက်ပြောမဟုတ်ဘူးဆရာတဲ့ဒါမဟုတ်ဘူးလေကျမ38မင်းပူးတယ်တဲ့ဩနတ်တော်လို့ပါလားဟာတို့ကြီးကဟာနာဘောလို့ကြိုက်ကြီးဘလို့အရင်ခေါ်တယ်ကျမအိမ်တွင်းအရင်ခိုးလာမှာသောတော့အိမ်တွင်းဟဲ့ဆိုပြီးခုန်တာတကယ်နတ်ပဲအဲ့ဒါမှငါမေးရသွားပြီးတော့ဖခင်ကြီးသမီးကိုစောင့်ချောင်းသွားလုံးငါသိတယ်မျက်ကွင်းညိုးနေတယ်လက္ခဏာမျက်ကွင်းညိုးနေတယ်ဒီမိမမေးရချုပ်နေပြီနောက်အသားရင်หนีကြမ်းဖြစ်နေသူအသွင်ပြင်ကိုကြည့်တဲ့ခါကျတော့ပုံရင်လေးရတယ်နဲ့ကြွသူလှုပ်ခြင်းနဲ့လှုပ်တာကိုဘာမှနားမလဲတဲ့မိမတွေကသူ့ကိုဝိုင်းမြောက်ပြီးတော့သူကပုံရင်းတာသူ့ကိုကဲပြလိုက်ဆိုင်ပြန်နှိမ့်ဆက်ပုံမှတ်တာအဲ့လိုလူမျိုးဒီလိုနှိမ့်ဆက်ရတယ်ပညာနဲ့ဒီလိုနှိမ့်ဆက်လို့မရရင်ဒါသွားတယ်သူ့အရင်ဝင်ပူးပြီးတော့ဟာငါဘယ်လိုဝင်ကမှမသိဘူးချတာကိုချတာပဲဒီလိုလုပ်ပြအဲ့ဒီမှာဟေးကဲအိမ်နဲ့ကနောက်တယောက်ရေရင်ကတော့ဟေးသူမောနောက်တယောက်ဘလူးဟဲ့နောက်တယောက်ဆိုမောနှိမ့်ဆက်ပယောကတကယ်ဝင်ဘူးတနေ့လုံးဘူးနေမမောအောင်သူမောလာပြီမတတ်နိုင်ဘူးကြိုက်အကောင်ကြီးပဲ့တယ်ကျုံးရှုဘာလဲဆိုဗဒါဝိဇ္ဇာกว่าတယ်ဗဒါဝိဇ္ဇာအလိုရှိရကြွဗျာထွက်သွားပြန်နော်ကဲနောက်တယောက်ဆိုတော့နောက်ပစစ်တော်ကနေတက်မလဲခွေပြီးတော့ဒုနှစ်ချောင်းတုံနဲ့သူကသူလှုပ်ဘလူလဲဟေးလို့ဆိုငါကြက်သီးထုတ်လိုက်ထောက်လက်လိုက်ပါတယ်နော်မိမဘာမှပြောမှမသိဘူးဘိုးအောင်များဖြစ်မလားမသိဘူးဆိုအေးပို့ကွာတပည့်ရတယ်မင်းမသိဘူးလားငါဘိုးအောင်လားငါမေးတယ်ဘိုးအောင်ဘယ်မှာနေသလဲလို့ဆိုပုတ်ပါမှာလေအေးကောင်းပေါ့ကွာလို့ဘိုးအောင်ပုတ်ပါမှာနေဘိုးနဲ့မတွေ့ရလဲကြာပြီလို့လည်းဥစ္စာငါတစ်စီတဲ့6နောက်တော့စဉ်းစားကြည့်ပရိယေနဲ့3ကြည့်ဟဲ့ခဲရန်ဒီနဲ့စားကြည့်ပြီးသားဘိုးဆိုတော့စမတွေပါလေကြောင်းညင်မှာဗောဆိုကြောင်းညင်တာဗောလေမင်းမသိဘူးလားတဲ့သူကငါ့ကိုသူကအမငါ့ကိုသူကနင်းလိုက်တာသူကနင်းကွက်ဆရာကိုသူကခူးတော့လို့ပြီးတော့လိမ်မဲ့မိမအဲ့ဒီမှာခဲရန်နဲ့ဆက်ပြီးဘိုးရောက်တဲ့အတွက်စမလေးနည်းနည်းချင်းမြင်ခဲ့ပါဆိုထိုးပြီးတော့မိမဘာရေးတာမလဲကွာလူဘူးရုပ်တာဒီကျမှသူမအားဘူးလိုဘာလို့လဲလုံနေတော့ဒီကကျယ်သေးရဖြုတ်ပြီးလိတ်ထားတာအစင်းနဲ့အနာကပ်ပြီးတော့သပင်ဖန်းဆွဲပြီးတော့ဘာလို့ဆိုထွက်သွားပြီဆရာလေသူကနေရထွက်တယ်ပြောတယ်ငါမလွတ်ဖက်နဲ့ပါရရင်ဘယ်လိုနာမလဲလို့ကြည်သားလို့ငါပြောကိုအဲ့ဒီမှာခုနဖခင်ကြီးဆိုတဲ့မိန်းမလေးဆင်းပြေးတာသူတို့အဟုတ်မလို့အဟုတ်မဘူးလည်းမလို့မျက်နာကိုကြည့်တာလို့ဘယ်လိုဆရာမှတ်တယ်လို့နင့်ကငါသားသမီးလို့အောင်းမလို့ပြောတာလို့နင့်လက္ခဏာမှန်ပြောမေးရချုပ်တာဘယ်လောက်ပြော3လရှိယူသားမယ်ဘာအောင်မယ်လို့စိတ်ဓာတ်ဆဲုံနဲ့နီးလို့သွားဒီတော့တို့ကဘိန်းတော်စီတွေမှမကိုင်ဘူးမေးရစိတ်စားလို့တိရစ္ဆာန်မ